မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီ Python ကုတ်တွေကိုရေးပြီးတော့ run နိုင်ဖို့အတွက်ပေါ့နော်ဆိုတော့ PyCharm ဆိုတဲ့ဒီ software လေးကို Windows မှာဘယ်လိုထည့်မလဲဆိုတာလေးပြောပြပြီးတော့ပါမယ်အဲ့တော့ဒီ PyCharm software လေးကိုအရင်ဆုံးဆိုတော့ download လုပ်မယ်ပေါ့နော် download လုပ်တဲ့အခါမှာ Google ကနေဆိုတော့ download PyCharm ဆိုပြီးတော့ဒီလိုလေးအရင်ဆုံးရိုက်ရှာမယ်ပေါ့နော်အဲ့လိုရိုက်ရှာတဲ့အခါမှာထိတ်ဆုံးမှာဆိုတော့ jetbrain.com ဆိုပြီးတော့သူရဲ့ official website လေးကြာလာပါလိမ့်မယ်အဲ့တော့ဆိုတော့ဒီ PyCharm ဒီ JetBrains company ကနေထုတ်ထားတဲ့ product တစ်ခုဖြစ်တယ်ပေါ့နော် software တစ်ခုဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့ဒီ official website ကနေဝင်ပြီး download လုပ်ရမယ်ပေါ့နော်ဒါအဲ့ website တွေကိုဆိုတော့ဝင်လိုက်မယ်ပေါ့နော် okay ဝင်တဲ့အခါကျရင်ဒီလိုလေးပွင့်သွားမယ်ပေါ့နော် okay ဒါဆိုရင်ဆိုတော့ဒီမှာ download ဆိုတဲ့ clip လေးရှိပါတယ်ပေါ့နော်အဲ့ဒါလေးကိုဆိုတော့နှိပ်လိုက်ရမယ်နှိပ်လိုက်တာနဲ့ဆိုတော့ဒီမှာထပ်ပြီးဒီလိုလေးပွင့်သွားမယ်ပေါ့နော်အဲ့တော့ဆိုတော့ Windows အတွက် download လုပ်မှာဆိုတော့ဒီ download ကလပ်ကိုတက်ပြီးနိုင်ရင်ရပြီပေါ့နော်တကယ်လို့ MacBook တုံးနေဆိုရင်တော့ macOS ကိုရွေးပြီးတော့မှ download နိုင်မယ် Linux တုံးနေဆိုရင်လည်း Linux ကိုရွေးပြီးတော့ download နိုင်မယ်ပေါ့နော်အဲ့တော့ဆိုတော့ Windows ကိုပဲရွေးထားပါမယ်ပြီးရင် download ဆိုပြီးနှိပ်လိုက်ရင်ရပြီပေါ့နော်အဲ့လို download ဆိုပြီးနှိပ်တဲ့အခါမှာသူက auto download ဖြစ်သွားပါလိမ့်မယ်ပေါ့နော်အဲ့တော့ဆရာတော့ရှိမှာ download လုပ်ပြီးတာရှိတဲ့အတွက်ပေါ့နော်အဲ့တော့ဆရာကဒီ download လုပ်ပြီးတာနဲ့ပဲဆက်ပြီးပြောပြသွားမယ်ပေါ့နော်ဒါဆိုရင် download ပြည့်သွားပြီဆိုရင်ဒီလိုလေးပေါ်နေလိမ့်မယ်ပေါ့နော်ဒီ download ဒီနားလေးမှာပေါ့နော်အဲ့တော့ဒီ download icon လေးကို click ပြီးတော့ဒီလိုလေးကြည့်လို့ရတယ်အဲ့တော့ဒီရဲ့ file size ကဒါဆိုတော့ 800 MB ကျော်လောက်ရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဆိုတော့ install လုပ်မယ်ပေါ့နော် install လုပ်မယ် double click ပေါ့နော်အဲ့ double click နှိပ်လိုက်မယ်ပြီးရင်ဆိုတော့ခဏလေးစောင့်မယ်ပေါ့နော်okay ဒါဆိုရင် please wait ပေါ့နော် while setup is loading ဆိုပြီးဒီလိုလေးပေါ်လာမယ်ပေါ့နော်အဲ့တော့ welcome to PyCharm setup ပေါ့နော်အဲ့တော့ဒါဆိုရင် next ကိုပဲနှိပ်ပြလိုက်ရုံပဲ okay အဲ့တော့ပြီးပြီဆိုရင် destination folder ပေါ့နော်ဒီ PyCharm ကိုဘယ် folder မှာသွားပြီး install လုပ်မလဲအဲ့တော့ to default ရေးထားတဲ့ပေါ့နော်ဒီ C program file ဒီမှာပဲသွားပြီးထည့်မှာပေါ့နော် next okay ပြီးရင်ဆိုတော့ဒီမှာအကုန်လုံးကိုအမှန်ချစ်လုပ်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ desktop shortcut လေးဆိုတော့ create လုပ်မယ်ဒါမှ PyCharm ကိုဆိုတော့ shortcut desktop မှာဖွင့်လို့ရမယ်ပေါ့နော်ပြီးရင် path ပါတစ်ခါလေးထည့်လိုက်မယ်ဒါမှဆိုတော့ terminal တွေပါဒီမှာတောင်းလို့ပို့အဆင်ပြေမယ်ပေါ့နော်အဲ့တော့ okay ဒါကဆိုတော့ .py ပေါ့နော်ဒီ py ဒီအောင် check လုပ်လိုက်မယ် okay ပြီးရင် .json ပေါ့နော်ဒီအောင်လည်း check လုပ်လိုက်မယ်ဒီနှစ်ခုလောက်ဆိုရင်တော့ရပါပြီပေါ့နော်လောလောဆယ် okay အဲ့ဒါလေးပြီးသွားရင်တော့ဆိုတော့ next ကိုပဲနှိပ်ပြလိုက်ပေါ့နော်အဲ့တော့ okay ဒါလေးဆိုတော့ install ပဲနှိပ်လိုက်ရမယ်နော် install ပေါ့နော် okay ပြီးရင်ဆိုတော့ခဏလေးစောင့်မယ်ပေါ့နော် okay အဲ့ဒါဆိုတော့ install လုပ်ပြီးတော့ဒီလိုလေးပေါ်မယ်ပေါ့နော်ဒါဆိုတော့ install ပြီးချင်းမှာ PyCharm ကို run မလားပေါ့နော်ဒါဆိုတော့ finish နှိပ်လိုက်တာနဲ့ PyCharm ကိုသူကတန်းပြီးပွင့်မှာပေါ့နော်အဲ့တော့ဒီဟာက check လုပ်လဲရတယ်မလုပ်လဲရတယ်ကိစ္စတော့မရှိဘူးပေါ့နော်တကယ်လို့ check လုပ်ထားမယ်ဆိုရင်တော့ဆို finish ကိုနှိပ်လိုက်တဲ့အခါကျရင် PyCharm ဆိုတဲ့ application လေးတန်းပြီးပွင့်သွားမယ်တကယ်လို့ check မလုပ်ခဲ့လဲကိစ္စမရှိဘူးပေါ့နော်ဆိုတော့ဒီမှာ desktop ပေါ်မှာ PyCharm ဆိုတဲ့ဒီ shortcut လေးရှိထားပြီပေါ့နော်အဲ့ဒါဆိုတော့ဒီ task bar မှာဒီလိုလေး drag လုပ်ပြီးတော့လာထည့်ထားလဲရတယ်ပေါ့နော်ဒါဆိုရင်ဆိုတော့ဒီမှာ PyCharm ဆိုတဲ့ဒီ software လေးကိုဆိုတော့ install လုပ်ပြီးတော့ပြီဆိုတော့ဒီမှာဖွင့်လို့ရပြီပေါ့နော်ဒါဆိုရင်ဒီ software လေးကိုဆိုတော့ကိုဖွင့်လိုက်မယ် okay အဲ့တော့ဆိုတော့ဖွင့်လိုက်ရင်ဒီလိုလေးပေါ်မယ်ပေါ့နော်ဒါကတော့ဆိုတော့သူရဲ့ license agreement ပေါ့နော် user agreement တွေဖြစ်ပါတယ်ဒါကဆိုတော့ confirm နဲ့နှိပ်ပြလိုက်ပေါ့နော် okay ပြီးရင်ဆိုတော့ continue ပေါ့နော်အဲ့တော့ဒီကတော့ don't send ပေါ့လေနော်ဒါ send နှိပ်လဲရတယ်ဒါကတော့ data sharing ဆိုတော့မလုပ်ဘူးပေါ့နော် don't send okay ဒါဆိုရင်ဆိုတော့ဒီလိုလေးပွင့်သွားပြီပေါ့နော်ဒီလိုပွင့်သွားပြီဆိုရင်ဆိုတော့ဒီလိုရှိမှာ VS Code တုံးခဲ့ပူရဲဆိုရင် VS Code ရဲ့ setting တွေအတိုင်းဆိုတော့ဒီရဲ့ PyCharm editor ကိုသုံးလာပေါ့နော်အဲ့တော့ skip import ပဲလုပ်လိုက်မယ်နော် okay ဒါဆိုရင်ဆိုတော့ဒီလိုလေးပွင့်သွားပါမယ်အဲ့တော့ welcome to PyCharm ပေါ့နော်အဲ့တော့ new script new notebook ပေါ့နော် open file စသဖြင့်ဒီလိုလေးပေါ့မယ်ပေါ့နော်ဒါဆိုရင်ဆိုတော့ PyCharm ကိုဖွင့်လိုက်ပြီဆိုတာနဲ့ default အနေနဲ့ PyCharm MISC project ဆိုပြီးတော့မှသူက project ကို Python project တစ်ခုကို auto create လုပ်ပြီးတော့တယ်ပေါ့လေနော်ဒါဆိုအဲ့ဒီ project အောက်မှာပဲဆိုတော့က file တွေ folder တွေဆောက်ပြီးဆက်ရည်တော့မယ်ဆိုလဲရတယ်ဒါမှမဟုတ်ကိုယ့်ကိုတက်ပေါ့နော် project တစ်ခုဒါဆိုတော့ဆောက်ပြီးတော့ create လုပ်မယ်ဆိုလဲရတယ်ပေါ့နော်ဒါအဲ့လိုဆိုရင်တော့ဆိုဘယ်လိုလုပ်လို့ရမလဲဆိုရင်ဒီရဲ့ပေါ့နော်ဒီမှာဆိုတော့menu icon လေးရှိတယ်ပေါ့နော်အဲ့ menu icon ကနေဆိုဒီမှာ file ဆိုတာလေးတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ
file ကနေ new project ဆိုပြီးဒီလိုလေးနှိပ်လိုက်ရင်ရပြီပေါ့နော်အဲ့တော့နောက်တစ်ခါပြန်ပြပေးမယ်အဲ့တော့ menu ကိုကျွန်တော် click မယ်ပြီးရင်ဒီမှာ file ရှိရပေါ့နော်အဲ့ဒီကနေ new project နော် okay အဲ့ဒီမှာဆိုတော့ viewer python ဒီလိုပဲရေးလိုက်ရပြီပေါ့နော်အဲ့တော့ပြီးရင် project name ကိုကြိုက်တယ်လို့ပြီးပေါ့နော် python project ဒါမှမဟုတ် python class ပေါ့နော်ကြိုက်တယ်လို့နာမည်ပေးလို့ရတယ် okay ပြီးရင်ဆို give repository ကတော့မလိုသေးဘူးပေါ့နော်အဲ့တော့ create welcome script တာလည်းမလိုဘူးပေါ့နော်ဆိုတော့ကုတ်ကို auto ဆိုတော့ကြိုပြီးရေးထားတာမျိုးမလိုချင်ဘူးပေါ့နော်ဒီအောင်လဲဆို uncheck လုပ်လိုက်မယ်ပြီးရင်ဆိုတော့ python version ကတော့3.14 ဒီအောင်ပဲရွေးလိုက်မယ်ပေါ့နော်ဒါဆိုရင် python interpreter ကိုသူက auto download လုပ်ပြီးတော့မှဆိုတော့ set up လုပ်ပြီးတော့မှာပေါ့နော်ဒါဆိုရင်ဆိုတော့ create ဆိုပြီးနှိပ်လိုက်ရင်ရပါပြီအဲ့တော့ဒါလေးခဏစောင့်လိုက်မယ်ပေါ့နော်အဲ့တော့ခဏစောင့်လိုက်တာ ਨੇ ဆိုတော့ဒီမှာPython interpreter 3.14.0 ပေါ့နော်ဒါက Python code တွေကို translation လုပ်ပြီးမဲ့ interpreter tool လေးကိုတို့ဒါ download auto ဆွဲပေးပြီးတော့မှဆိုတော့ set up လုပ်ပေးနေတာပေါ့နော်အဲ့တော့ဒီကလေး set up လုပ်ပြီးတော့ရင်တော့ဆိုတော့စပြီးတော့မှfile လေးတွေ folder လေးတွေစောက်ပြီးကြည့်သွားလို့ရပြီပေါ့လေနော်ဒီဒါလေးခဏပြအောင်စောင့်လိုက်မယ်အဲ့တော့ဆိုဒီမှာ download ပြည့်ပြီးသွားတဲ့အခါမှာ configuring a python interpreter ဆိုပြီးတော့နောက်တစ်ဆင့်ရောက်သွားပြီပေါ့နော် okay ဒါဆိုရင်ဆိုတော့ python interpreter ထည့်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီလို box တွေပေါ်လာရင်အမှားချင်းနဲ့ပဲပြန်ပိတ်လိုက်ပေါ့နော် okay ဒါဆိုရင်တော့ဆိုတော့ဒီမှာ .venv ဆိုတဲ့ဒီ virtual environment ပေါ့နော်အဲဒီ folder လေးပေါ်လာပြီဆိုရင်တော့ဆိုတော့ရဲ့ python interpreter နဲ့အခုလက်ရှိ python project နဲ့ကိုချိတ်ပြီးပြီလို့ဆိုတော့ပြောလို့ရပါတယ်ဟုတ်နော် okay ဒါဆိုရင်ဆိုတော့ဒီ python project ဆိုပြီးတော့ဒီ root folder ပေါ့နော်ဒီထိပ်ဆုံး folder အောက်မှာဆိုတော့ folder လေး file နေစောက်ပြီးတော့ရေးသွားမယ်ပေါ့နော်ဒီလိုဆို folder တစ်ခုကိုစောက်မယ်ဆိုရင်သူ့ကို select လုပ်မယ်ပေါ့နော် select လုပ်မယ်ပြီးရင် right click ပေါ့နော် right click နဲ့ယူပြီးရင်ဆို folder တစ်စောက်မှာဆိုတော့ directory ကိုရွေးမယ်ပေါ့နော်အဲ့တော့ python package စောက်လည်းရပါတယ်လောလောဆယ်တော့ဆိုတော့ directory နဲ့ပဲတွားလိုက်မယ်ပေါ့နော်အဲ့တော့ directory ကဘာနဲ့တူတူပဲလဲဆိုရင် folder နဲ့တူတူပါပဲအဲ့တော့ right click new directory ပေါ့နော်အဲ့ဒီမှာဆရာတို့က chapter like ပေါ့နော်ဆရာတို့ folder လေးတွေကိုစောက်တော့မှာပေါ့နော်အရင်ဆုံးဆရာတို့ introduction ကနေစတင်ရမှာဆိုတော့ introduction ပေါ့နော်ဆိုတဲ့ folder လေးဆရာတို့နာမည်ပေးလိုက်မယ် intr ပေါ့နော်အဲ့တော့ပြီးရင် enter ခောက်လိုက်ရင်ပဲပေါ့နော်အဲ့လို enter ခောက်လိုက်တာ ਨੇ ဆိုဒီမှာ introduction ဆိုတဲ့ folder လေးဖြစ်သွားမယ်အဲ့လိုပဲနောက်ထပ် folder တစ်ခုကိုထပ်စောက်မယ်ဆိုရင်ဆိုဒီ python project ကိုပဲ select ပြန်လုပ်မယ် right click နဲ့ယူ directory ပေါ့နော်နောက်ထပ် folder နာမည်တစ်ခုခုပေးပေါ့နော်နောက် chapter ရောက်သွားရင်နောက် chapter နာမည်ပေါ့နော်အဲ့တော့လောလောဆယ်ကတော့ဆရာတို့က introduction ပဲစောက်ထားလိုက်မယ်ဆိုတော့အဲ့ဒီ introduction အောက်မှာဆရာတို့က introduction နဲ့ပတ်သက်တဲ့ပေါ့နော်ဆရာတို့ဒီ code တွေကိုစမ်းမှာပေါ့နော်အဲ့တော့ okay ဒါဆိုရင်ဒီ introduction အောက်မှာဆရာတို့ python file လေးထပ်ဆောက်မယ်ဆိုရင် right click နဲ့ယူပေါ့နော်ဒီတစ်ခါကျရင် introduction ကို select လုပ်မယ်ပေါ့နော် introduction ဆိုတဲ့ folder ကို select လုပ်မယ် right click new python file ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့နာမည်ပေးလို့ရတယ်လောလောဆယ်ဆရာက send မှာဆိုတော့ပေါ့နော် hello ပေါ့နော်အဲ့တော့ hello ပေါ့ဒါမှမဟုတ် hello.py အဲ့လိုလေးပဲနာမည်ပေးလိုက်မယ်ပေါ့နော် okay hello ပေါ့နာမည်ပေးလိုက်မယ်ပြီး enter ခောက်လိုက်မယ်ပေါ့နော်ဒါဆိုအဲ့ introduction အောက်မှာဆိုတော့ဒီမှာ hello.py ဆိုတဲ့ဒီ python file လေးတစ်ခုဖြစ်သွားပါပြီနော်ဒါဆိုအဲ့ hello မှာဆိုတော့ python code လေးတွေရေးလို့ရပါတယ်အဲ့တော့ print ပေါ့နော်အဲ့တော့ hello ပေါ့နော်အဲ့တော့ python code လေးတွေရေးမယ်ရေးပြီးသွားပြီဆိုရင်တော့ဆိုတော့ run လို့ရပေါ့နော် run မယ်ဆိုရင်ဆိုဒီမှာ current file ရဲ့ဒီညာဘက်မှာ run အစိမ်းရောင် clock လေးရှိတာပေါ့နော်အဲ့ဒါကိုဆိုတော့ run နှိပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ဒီမှာကလည်းဆိုတော့ python file တွေများလာတယ်ဆိုရင်ဘယ် file ကို run လဲဆိုရွေးလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ current file ပဲထားတာကောင်းပါလေလက်ရှိဆိုတော့ဖွင့်ထားတဲ့ file ကို run မယ်ပေါ့နော်ဒါဆိုရင် run မယ်ဆိုရင်အဲ့ဒီရဲ့အစိမ်းရောင် run clock ကိုပဲဆိုတော့နှိပ်ပြီးလိုက်ရုံပဲဒါဆိုရင်ဒီဘက်မှာ output ပေါ့နော်ဒီ output မှာ hello world ဆိုပြီးတော့မှဆိုတော့မြင်ရပါမယ်ဒါဆိုရင် server code တွေကိုဒီမှာရေးလိုက် run လိုက် output ကိုဒီမှာကြည့်လိုက်ဒီလိုလေးဆိုတော့တွားရမယ်ပေါ့နော်ဒါဆိုရင်ဒီ output screen ကိုလည်းဆိုတော့ cursor လေးကိုဒီရဲ့
line လေးပေါ်တင်လိုက်ရင်ပေါ့နော် cursor ပုံစံပြောင်းပြီးဆိုတာနဲ့ဖြည့်ပြီးတော့မှoutput screen ကိုဒီလိုလေး height ကိုကစားလို့ရတယ်ပေါ့နော်ဒါမှဆို output ကိုပို့ပြီးတော့ကောင်းမြင်ရမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒီ output screen လေးကဒီ run clock ကနေလည်းဒီလိုထိန်းလို့ရတယ်ပေါ့နော် run clock ကိုနှိပ်လိုက်ရင်ဒီလို high and show လေးဆိုတော့လုပ်လို့ရပါတယ် okay ထပ်ပြီးတော့နောက်ထပ် file တစ်ခု create လုပ်မယ်ဆိုရင်လည်း introduction ကနေပဲ right click နေကြည့်နောက်ထပ်ပိုင်းတော့ file တစ်ခုပေါ့နော်အဲ့တော့ introduction အပိုင်းပြီးသွားရင်တော့နောက် folder တစ်ခုထပ်ဆောက်အောင်ပါပေါ့နော်အခါကျရင်တော့ဆိုတော့ဒီ Python project ကိုပြန်သွားမယ် right click နေကြည့် directory ဒီလိုလေးပေါ့နော် okay ဒါဆိုရင်ဒီ tutorial လေးကတော့ဆိုတော့ဒီလောက်ပဲပေါ့နော်အဲ့တော့ Python ကိုဘယ်လို install လုပ်မယ် Python မှာ Python project တစ်ခုကိုဘယ်လိုမျိုးset up လုပ်မယ်ဆိုတာလေးပြောပြပြီးတော့တာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဆိုတော့ဒီ create လုပ်ထားတဲ့project တွေအားလုံးကိုဒီ drop down ကနေလည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ welcome ကခုနကတူ auto create လုပ်ပြီးသွားတယ် project လေးပေါ့နော်အဲ့တော့ project တစ်ခုနဲ့တစ်ခုလည်းဆိုတော့ပြန်ပြီး switch ပြန်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဥပမာဆို welcome ကိုသွားချင်တယ်ဆိုရင် welcome ကိုနှိပ်လိုက်ရင်အဲ့တော့အဲ့ဒီ project ကိုရွှေ့မှာလာပေါ့နော်အဲ့တော့ this window ရွှေ့လိုက်တာ ਨੇ အဲ့ဒီ welcome project ကိုပြန်ပွင့်တော့ပေါ့နော်အဲ့တော့တကယ်လို့ခုနကဆိုတော့ Python project ကိုပြန်သွားမယ်ဆိုရင်ဒီလိုလေးပြန်ရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့ project တွေများသလိုဘယ် project ကိုဖွင့်မလဲဘယ် project ကိုcode တွေရှိမလဲဆိုတာဒီထိပ်မှာရွေးပြီးတော့မှသွားလို့ရပါတယ်ပေါ့နော် okay ဒါဆိုရင်ဆိုတော့class 10မှာပြန်တွေ့ပါမယ်ပေါ့နော်